အိမ်မှာနေတိုင်းသမင်းနဲ့ဟင်းတွေကြီးပဲစားနေရလို့ညင်းငွေ့နေပြီလားဒါဆိုရင်တော့အာဟာရပြည့်ဝပြီးတော့အရသာလည်းရှိရဲ့ပြင်အိမ်မှာအလွယ်တကူလို့စားလို့ရတဲ့ရှယ်သမင်းကြော်လေးနဲ့မိတ်ဆက်ပေးကြပါရဲ့အရင်ဦးဆုံးစီပူပူတဲ့ကိုအစင်သင့်ပြင်ထားတဲ့ကြက်ဥ3လုံးလောက်ကိုရှော့ကနေခုံစင်းခန့်လိုက်ပါရီစာဟောင်းကိုလမ်းမှာပြန်တွေးလိုက်တယ်လို့မျိုးကြက်ဥကိုခြေချပလိုက်ပါပြီးတာနဲ့ပဇွန်လလဆက်ဆက်လေးကိုထည့်ပြီးကွယ်မွေ့မွေ့လေးဖြစ်သွားအောင်ရောမွေလိုက်ပါအတောင်သေးသေးလေးတွေဖြစ်အောင်နှုတ်ဆင်ထားတဲ့တခွားသီးနဲ့မုံလာဥနီတို့ကိုအိုးထဲမှာအထာကျကျလေးနေရာပေးလိုက်ပြီးတော့ရောသမားအောင်မွေလိုက်ပါအသင့်ပြင်ထားတဲ့ထမင်းဖြူဖြူလေးတွေကိုအိုးထဲကိုပြစ်ထည့်ပြီးတော့ရောမွေပေးလိုက်တဲ့အခါမှာတဖြည်းဖြည်းနဲ့စားချင်စိတ်ကိုမနှဲထင်ရတော့မယ့်အနေအထားကိုရောက်လာပါပြီ။ရှာပေါ်မှာလူးလွန်ပြီးတော့ဆွေမျိုးပါညာပါမေ့သွားစေဖို့ပဲငံပြိုင်နဲ့စားကိုလည်းဖြည့်ဆွတ်ပေးလိုက်ပါ။နောက်ဆုံးပွဲသိန်းတွေကစက်တော်မိတ်လေးကိုအပေါ်ကနေလှလှပပလေးဖြူပေးလိုက်ပါ။ဒါဆိုရင်တော့အနက်ရတာနဲ့ပြည့်စုံတဲ့ပဇွန်သမင်းကြော်မှုမွေးလေးကိုရှားပြီပေါ့။ကဲကြည့်ကြပါအောင်ရှင်။ဘလောက်တောင်စားကောင်းလိုက်မလဲဆိုတာသိချင်တော့ကိုယ်တိုင်ကြော်စားကြည့်လိုက်ပါဦးနော်။